အကိုတယောက်ကလာမိရဲ့ဒီ zot ရှိလာပေါ့နော်ဟောဆိုဒါကကျွန်တော် error တွေအကုန်လုံးစုပြီးတိန်းထားပါတော့ဒီကောင်ကအဓိကကဟိုတော်တော်ရှားနေပြီပေါ့နော်2001ခုနှစ်ကထွက်တဲ့ zot လည်းဖြစ်တယ်ပြီးတော့ဟိုအခုပဲ2025ကုန်တော့မှာပေါ့နော်ဒီဇင်ဘာရောက်နေပြီဆိုတော့24နှစ်25နှစ်တန်ရှိသွားတော့ဒီပစ္စည်းအကောင်းတွေဘူးနဲ့ပါကင်မိတ်အစ်စ်တွေတောင်မှရဖို့ကတော်တော်မလွယ်တော့ရပါပေါ့နော်ထက်လည်းမထွက်ဘူးဟိုတစ်ခေတ်မှာတစ်ခုတော်တော်ကောင်းခဲ့တဲ့ zot တွေဆိုတော့ဒီကောင်က error ဘာဖြစ်တာလဲဆိုတော့ထုံးစံတိုင်းမိချောင်းတွေထုံးစံတိုင်းပဲပေါင်ကျိုးတာပေါင်ကျိုးတယ်နောက်ဒီလိုမျိုးရွှေရောင်ဟာလေးဒီမှာမပါကျန်တာအားလုံးကတော့ကောင်းတယ်နောက်ပြီးတော်တော်များများဒီဟာဆိုရင်လက်မပါဘူးနော်ဒီလက်တွေကလည်းအခုနေပြန်စုမယ်ဆိုရင်တော်တော်ဈေးကြီးတယ်အနေဒီငါးကြတော့သူကဒီအဖုံးမပါသူ့ရဲ့ဒီမျက်လုံးလိုဟာမျိုးပေါ့နော်အဲ့ဒါမပါဘူးเนาะဒီဘိန်းလုံးသိမ့်တဲ့ဒီအောင်နာကြတော့သူကကလစ်မပါတော့အမြင်နဲ့ပြုတ်ကြဒါလုံးဝတကယ်ကို error တွေကြီးပဲစုထားရတဲ့ဟာပေါ့နော်ကျွန်တော်တော့ဒါဒီတိုင်းပဲဟို error အနေနဲ့ပဲထားတာပေါ့ကျန်တဲ့ကလစ်တွေပါအကုန်လုံးလည်းမှာကောင်းတယ်ဆိုတော့အဓိကသူပြဿနာကတော့ပေါင်ကျိုးတယ်ဒီဘက်မှာမျက်နှာဖုံးမရှိဘူးပေါ့နော်ဆိုတော့ဒါလေးတစ်ချက်ရှင်းပြပေးတာပါဆိုတော့ okay အားလုံးကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်